တချင်ကတက်ဖွန်လောကာကိုစုံမခဲ့တဲ့ Fujifilm ဆိုတဲ့ကုမ္ပဏီတစ်ခုသူတို့ရဲ့အဓိကထုတ်ကုန်ခဲ့တဲ့ film leaf တွေဟာ digital camera တွေပေါ်လာတာနဲ့ YouTube အတုံးမဝင်တော့မဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတယ်ပါဒါဟာကုမ္ပဏီတစ်ခုလုံးရဲ့ရည်တည်မှုကိုချိန်ချလာတဲ့အကြီးမားဆုံးအကြက်တဲပါပဲကဲဒီလိုအခြေအနေနဲ့သူတို့ဘယ်လိုများယုံထွက်ခဲ့ကြလဲအဲ့ဒီဇလန်နဲ့မှလေသူတို့အားလုံးကြွတင်ခန်းစားတဲ့အများကြီးပါနေတဲ့ဒီနေ့မှာစိတ်ဝင်စားစရာကောင်းတဲ့မိခိုးတစ်ခုကိုအတူတူစဉ်းစားကြည့်ရအောင်တီထွင်ဖန်တီးနိုင်စွမ်းနဲ့မန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းလို့ပေါင်းဆက်လိုက်တဲ့အခါဘလို့မိဘွားတွေထွက်ပေါ်လာနိုင်မလဲတကယ်တော့အဲ့လားဟာစမ်းသစ်တီထွင်မှုတွေကိုမောင်းနှင်ပေးတဲ့အဓိကတော့ချက်ပဲဖြစ်ပါတယ်ကဲပထမဆုံးအနေနဲ့ Fujifilm ကြုံခဲ့ရတဲ့အကြက်အတဲကိုတရားချလေးပြန်ပြီးခန်းစားကြည့်ရအောင်သူတို့ရင်ဆိုင်ခဲ့ရတဲ့ဖိအားလေးနဲ့အခြေအနေကဘလောက်တောင်ပြင်းထန်ခဲ့တယ်လဲဆိုတာကိုအရင်ဆုံးနားလည်ဖို့လိုပါရဲ့ဒါကလေခေါင်းဆောင်တော်တော်များများရဲ့ရင်ထဲကအတန့်စစ်ပါပဲအဆက်မပြတ်ပြောင်းလဲနေတဲ့ဈေးကွက်ထဲမှာထာဝရအောင်နိုင်သူရဲ့လို့မရှိပါဘူးအမြဲတမ်းစူးစမ်းနေရတဲ့စိန်ခေါ်မှုတွေပဲရှိနေတာပါဆုံးဖြတ်ချက်ချတယ်ဆိုတာမှလုံးဝမတူတဲ့ပုံစံနှစ်မျိုးကိုခွဲကြည့်လို့ရပါတယ်တစ်မျိုးကနေကိုင်းသွားနေကြလမ်းလိုပဲမက်ဆီမိတ်သွားလို့ရတယ်ပုံတင်နေတဲ့ချမှတ်လို့ရတဲ့ဆုံးဖြတ်ချက်တွေပါနောက်တစ်မျိုးကတော့ Fujifilm ကြုံခဲ့ရတယ်လို့ပေါ့တောနှစ်ကြီးတဲ့ရောက်သားတယ်လို့ပဲမြေပုံလည်းမရှိဘလို့လို့ရမယ်ဆိုတဲ့လမ်းညွှန်ချက်လည်းမရှိတဲ့စိန်ခေါ်မှုတွေအသက်ချမှတ်ရတဲ့ဆုံးဖြတ်ချက်မျိုးပါတနည်းပြောရရင်ကို့မှာကင်ထားရဲ့လက်ဆွဲစာအုပ်တွေစီကန်းချက်တွေဘာမှအတုံးမဝင်တော့တဲ့အခြေအနေမျိုးပေါ့အဲ့ဒီအခါမှာကိုယ့်ရဲ့ကြိုးချောင်းစင်ကျင်ထုံရာတစ်ခုတည်းကိုစမ်းသပ်တာမဟုတ်တော့ဘူးကိုယ့်ရဲ့ပင်ကိုယ်အသည့်ဆုံးဖြတ်ရတဲ့တက်တည်အကုန်လုံးကိုစိန်ခေါ်တာပဲဖြစ်ပါတယ်ဒီလိုမသေးချမရေရာမှုတွေနဲ့ရင်ဆိုင်နေရချမ်းမှာတော့လိုက်နာလို့ရတဲ့လမ်းညွှန်းမိဝင်တစ်ခုရှိနိုင်မှာမလားအောင်စရာပဲရှိပါတယ်ရှုပ်ထွေးမှုတွေကြားနဲ့လမ်းကြောင်းမှန်ကိုရှာတွေ့ဖို့ကူညီပေးနိုင်မဲ့စနစ်ကျတဲ့လုပ်ငန်းစဉ်တစ်ခုကိုကြည့်လိုက်ရအောင်ဒါကတော့ဆုံးဖြတ်ချက်ချရင်ဆိုင်ရအခြေခံအကျုံးပုံစံတစ်ခုဖြစ်တဲ့ခြေလမ်း6ခုပါလုပ်ငန်းစဉ်မှာပဲဒါဟာပြဿနာတစ်ခုကိုစတွေ့တာကနေဖြည့်ရှင်းပြီးရဲ့အထိကြိုးကြောင်းစီလို့တဲ့ရွေးချယ်မှုတွေပြုလုပ်နိုင်အောင်လမ်းညွှန်ပေးမဲ့အမီပုံတစ်ခုနဲ့တူပါရဲ့ကောင်းပြီကိုရှိမှရွေးချယ်စရာတွေကတဖုံတပင်ကြီးဘယ်ဟာကအကောင်းဆုံးလဲဘယ်လိုလုပ်သိမလဲအဲ့ဒီမှာသုံးလို့ရတဲ့စကားစကြီးလို့စံနှုန်းတွေရှိပါတယ်ဥပဒေနဲ့ရောညီရလားကျင့်ဝတ်နဲ့ကောညီရလားလက်တွေ့ကောဖြစ်နိုင်ရလားစသဖြင့်ပေါ့ဒါကြောင့်ဒီဆုံးဖြတ်ချက်ချချင်းဆိုင်ရာနီးလန်းကစာအုပ်ထဲမှာပဲရှိတာမဟုတ်ပါဘူးဒါဟာဘသူမဆိုရှုပ်ထွေးနေတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြည့်ရှင်းဖို့အသုံးပြုနိုင်တဲ့အစွမ်းထက်ချက်လက်နက်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ခဏလေးစနစ်ကျတဲ့လုပ်ငန်းစဉ်တစ်ခုတည်းနဲ့ရောလုံလောက်ပြီလားမလုံလောက်သေးဘူးကောင်းမွန်တဲ့စက်တလုံးမှာလောင်စားလို့တလို့ပဲကောင်းမွန်တဲ့လုပ်ငန်းစဉ်မှာလည်းအတိအဖိပြင်းမစ်စစ်ကူးတစ်တွေလိုအပ်တယ်အဲ့ဒီလောင်စားအဲ့ဒီမရှိမဖြစ်မီးပွားလေးကဘာလဲဆိုတော့ဒီထွင်ဖန်တီးနိုင်စွမ်းပါပဲစီးပွားရေးလောကမှာလေတီထွင်ဖန်တီးတဲ့ဆိုတာပန်းချီဆွဲတာတော့ကြပြဆက်တာတော့လောက်ပဲမဟုတ်ဘူးဒါကကုမ္ပဏီတစ်ခုလုံးကိုရှေ့ဆက်သွားဖို့အားရင်ဒီအဆက်မဖြစ်ထုတ်ပေးနေတဲ့ engine ဆက်ကြီးလို့ပဲအသေးအသေးဒီစဉ်းစားနိုင်မှာရှေ့ဆက်နိုင်မှာလေဒီနေရာမှာ Fujifilm ဇက်လန်ကိုပြန်ဆက်ရအောင်သူတို့ရဲ့အလက်အပြောင်းကဘယ်မှာဖြစ်သွားလဲသိလားဓာတ်ပုံ film တွေအယောင်မမိန်အောင်ကာကွယ်ပေးတဲ့နည်းပညာအဲ့ဒါကသူတို့ရဲ့အဓိကကျွမ်းကျင်မှုပဲတနေ့မှာသူတို့တကောပေါက်သွားတယ်ဟိတ်ဒီနည်းပညာကလူအသားအရက်ကိုအိုမိရင်ရော်ချင်းကနေကာကွယ်ပေးတဲ့နေရာမှာလဲတုံးလို့ရလာပဲဆိုပြီးတော့ပေါ့အဲ့ဒါတကယ်မီးပွားပဲဒါဆိုဒီလိုတီထွင်ဖန်တီးနိုင်စွမ်းတွေရှင်တန်ကြီးထွားလာအောင်အဖွဲ့အစည်းထဲမှာဘလို့ပတ်ဝန်းကျင်မျိုးဖန်တီးပေးရမလဲစီမံခန့်ခွဲမှုပညာရှင်ပီတာဆန်ဂျီကတော့အဖွဲ့အစည်းတစ်ခုလုံးအဆက်မပြတ်တင်ယူတိုးတက်နေဖို့အတွက်အခြေခံမှုတွေကိုဒီလိုချပြခဲ့ပါတယ်ဒါအပြင်လေအဖွဲ့လိုက်တီထွင်ဖန်တီးနိုင်စွမ်းကိုစနစ်တကျမြင့်တင်ပေးနိုင်တဲ့တူးစီလည်းရှိသေးတယ်လူတိုင်းကြားဘူးနေကြ brainstorming လိုမျိုးပေါ့ဒါမှမဟုတ်လူတယောက်ရဲ့အတန်ကျဲမှုကြောင့်ကိုယ့်အကြံဉာဏ်မပြောက်သွားအောင်အားလုံးကတိတ်လေးအကြံပေးဒီအစင်သတ်မှတ်တဲ့ nominal group technique လိုမျိုးလေဒါတွေအားလုံးကအဖွဲ့လိုက်ပိုကောင်တဲ့စိတ်ကူးတွေထောက်အောင်ကူညီပေးပါတယ်ကဲကျွန်တော်တို့မှာစနစ်ကျတဲ့လုပ်ငန်းစဉ်လည်းရှိပြီးတီထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးမဲ့ tools တွေလည်းရှိပြီးဒါပေမဲ့ဒီအားလုံးကိုတကယ်လက်တွေ့အကောင့်ထဲပေါ်မဲ့လူတွေကဘယ်သူတွေလဲအဲ့ဒီမှာပဲကျွန်တော်တို့ရဲ့ဆက်လန်းကနောက်အဆောင်အပိုင်းကိုရောက်လာပါပြီစံတတီထွင်မှုတွေကိုအသက်သွင်းပေးတဲ့အဓိကဇက်ကောင်2ယောက်စွမ်းဦးတီထွင်သူနဲ့အတွင်းပိုင်းစွမ်းပွဲတီထွင်သူတွေအကြောင်းပြောကြရအောင်ပထမဆုံးကတော့အားလုံးသိကြတဲ့စွန့်ဦးတီထွင်သူတွေပေါ့သူတို့ဟာအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲဖော်ရတဲ့သူတွေဘာမှမရှိတဲ့နေရာကနေအသက်တစ်ခုကိုဖန်တီးတဲ့လမ်းထွင်သူတွေစွန့်စားရတဲ့ပြောင်းလဲမှုကိုဖန်တီးတယ်ဂျင်မကန်ရဲ့ဆက်လန်းကတကယ့်ကိုအကောင်ဆုံးဥပမာတစ်ခုပဲဒေါ်လာ1000တန်ပန်းဆိုင်လေးတစ်ဆိုင်ကနေဘီလီယံချီတန်တဲ့ online လုပ်ငန်းကြီးတစ်ခုဖြစ်လာဖို့ဆိုတာလွယ်တဲ့ခီးတော့မဟုတ်ဘူးသူရဲ့ခီးတစ်လျှောက်လုံးမှာကြိုတင်ခန့်မှန်းလို့မရတဲ့ဆုံးဖြတ်ချက်တွေချီပဲဒါ
ဒါပေမဲ့အဲ့ဒါတွေကိုသူကစင်ဆက်မပြတ်တင်ယူရင်းနဲ့ကြောဖြတ်ခဲ့တာ စွန့်ဦးတီထွန်းသူကအပြင်ကနေတော်လန်ရေးတစ်ခုကိုစတင်တဲ့သူဆိုရင် entrepreneur တော့ရှိပြီးသားကုမ္ပဏီကြီးတစ်ခုရဲ့အတွင်းထဲကနေတိတ်တဆိတ်တော်လန်ရေးလုပ်တဲ့သူပြုပြင်ပြောင်းလဲသူတယောက်ပါပဲ Fujifilm ဇလန်ကိုဒီနေ့မှာပဲလက်လက်ပပအဆုံးသတ်လိုက်ရအောင်။အမြင်သွားတဲ့ Estelift အသားရည်ထိမ့်သိမ်းမှုလိုင်းကိုတီးထွင်ခဲ့တဲ့သူတီ Tomoko Tashiro လို့ပုဂ္ဂိုလ်တွေသူတို့ဟာ entrepreneur တွေရဲ့အကောင်းဆုံးဥပမာပဲ။ကုမ္ပဏီရဲ့အနာဟူယူကိုယ့်ရဲ့ကျွမ်းကျင်မှုကိုသုံးပြီးကုမ္ပဏီအတွက်ကြီးမားပေတဲ့မှုကိုအတွေးကနေဖန်တီးပေးခဲ့ကြတာ။ ဒီလိုတန်ဖိုးရှိတဲ့အတွင်းပိုင်းတီထွင်သူတွေကိုကုမ္ပဏီကြီးတွေကတော့ဘလို့ထိမ့်သိမ်းကြမလဲသူတို့ကစစ်ကူးတက်တစ်ခုကိုအစားဆုံးတာဝန်ယူပြီးအောင်မြင်အောင်တွန်းပို့ပေးမယ့် product champion တွေကိုမွေးထုတ်ပေးတယ်။တမယောချက်စီးမင်းတွေအပြင်ဘက်ကနေလွတ်လွတ်လပ်လပ်စမ်းသက်တီထွင်နိုင်မှု Skunk Works လို့ခေါ်တဲ့လျှို့ဝှက်အဖွဲ့လေးတွေဖွဲ့ပေးတယ်။ပြီးတော့အရေးကြီးဆုံးကတော့ထူခြားစွာတွေးခေါ်ရဲသူတွေကိုအတိအမှတ်ပြုပြီးစုချီးမြှင့်ကြပါပဲ။ အဆုံးသက်အနေနဲ့ project ကတီထွင်ဖန်တီးနိုင်စွမ်းနဲ့စနစ်ကြမှုဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်လိုအပ်နေလေဆိုတာပါပဲတစ်ခုကလောင်စာဆိုရင်နောက်တစ်ခုက engine ဆက်ပေါ့စိတ်ကူးစိတ်တန်းတွေကလမ်းပြပေးပြီးစနစ်ကြမှုကအဲ့ဒီစိတ်ကူးတွေကိုလက်တွေ့ဖြစ်လာအောင်ပုံဖော်ပေးပါတယ်ဒီတော့အခုဒီနှစ်ခုကိုပေါင်းဆက်ပြီးကိုယ့်အတွက်ကိုယ့်ရဲ့အလို့အတွက်နောက်ထပ်အခွင့်အရေးတစ်ခုကိုဘယ်နေရာမှာရှာတွေ့နိုင်မလဲဆိုတာကတော့ကိုယ်တိုင်အဖြေရှာရမယ့်မေးခွန်းတစ်ခုပါပဲ